ရှိရတဲ့ယုံကြည်သူညီကိုမနမများမင်္ဂလာရှိတော်နည်းနည်းခင်းလေးပါလို့သခင်ယေရှုနာမ၌နှုတ်ဆက်ခြင်းဖြစ်ပါတယ်မင်္ဂလာရှိစွာနဲ့ကျွန်တော်တို့ဝမ်းမြောက်ဝမ်းသာကျမ်းမာစွာနဲ့လန်းဆန်းစွာနဲ့ခွန်အားအတစ်နဲ့ဟာလေလုယာပျို့ရွှင်စွာနဲ့နုထခြင်းအခွင့်ကိုရတာဖြစ်တဲ့အတွက်ထိုဘုရားသခင်ကျေးဇူးတော်ကိုချီးမွမ်းဖို့ဖြစ်ပါတယ်ကျွန်တော်ကိုလမ်းစားစေတဲ့ဆေးကပါလေဆိုတော့ဘုရားသခင်နှုတ်ကပတ်တော်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အတ္တမှာမရှိမဖြစ်ကလည်းပဲနှုတ်ကပတ်တော်ဖြစ်ပါတယ်ထိုနှုတ်ကပတ်တော်ကိုကျွန်တော်တို့အထွေကျွန်တော်တို့အတွက်ရောက်ရှိနေပြီဖြစ်တဲ့အတွက်အတူတကွအစာသုံးကြစို့နော်ဒီနေ့ဟာဆိုရင်ရှစ်လပိုင်း26ရက်နေ့ကိုရောက်ရှိလာပြီဖြစ်ပါတယ်ဟာလေလုယာတေပြည့်တည်းဝမ်းမြောက်စွာအသက်ရှင်ခွင့်ရတာဟာကျွန်တော်တို့သခင်ရဲ့ဂရုဏာထဲမှာကျွန်တော်တို့တွာလာနေတဲ့တွေ့ကြမှုဖြစ်ပါတယ်အမင်္ဂလာကတစ်ခုပြတစ်ခုကျွန်တော်တို့အထေကနှုတ်ကပတ်တော်မီးအဖြစ်ရှင်တန်လာတဲ့အရာအဖြစ်ကင်ဆာလုပ်ပြီးတော့မှကောင်းကြီးမင်္ဂလာပဲဝမ်းမြောက်ခြင်းနဲ့ပဲကျွန်တော်တို့ထဲမှာရှင်တန်ရတာဟာရှင်တန်နေတာဟာဖယားသားသမီးတွေထဲမှာစမတော့ဖယားရဲ့စကားရောက်နေလို့ကြောင်းဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်တို့အတဲ့မရှိမဖြစ်လို့အတဲ့ဖယားသခင်စကားကိုဇီလိုပေးတဲ့ကပ္ပပရောဖက်ကြီးယူပိုင်အင်ဂျယ်ကိုကျေးဇူးတင်တယ်လို့ပြောအပ်ပါတယ်ဒါအပီဒီ revelation ကိုအစစ်စစ်ဝန်ခံခြင်းနာခံခြင်းနဲ့ယူဆောင်လာပေးတဲ့ကျွန်တော်ကောင်းဆောင်ဆရာ agent Nori နဲ့ဆရာမတို့ကိုလည်းကျေးဇူးတင်ကြောင်းပြောအပ်ပါတယ်ဒီနေ့ကျွန်တော်တို့အတွေ့ရောက်ရှိလာတဲ့နှုတ်ကပတ်တော်ကောင်းစီလေးကတော့ဂုံယူစွာဖြစ်ဂုံယူဆရာကောင်းတော့စားဖြစ်ခြင်းဆိုတဲ့နှုတ်ကပတ်တော်ဖြစ်ပါတယ်မဿဲအခန်းကြီး9အခန်းငယ်73မှာဒီတို့ဒီမိကြီး၏စားဖြစ်ကြ၏ဒီတို့ဤလောက၏စားဖြစ်ကြ၏ဟာလေလုယာစားကယခုခေတ်မှာမိဒီနေရာ၌မဆိုအလွေတကူရှာဖွေနိုင်တဲ့အရာတစ်ခုဖြစ်ပါတယ်ဒါပေမဲ့လေတမန်ကျမ်းစာခေတ်ကာလမှာကတော့စားကလူမှုဘဝကဏ္ဍပေါင်းစုံ၌မရှိမဖြစ်လိုအပ်ပြီးအလိုအဖို့တန်ပြီးတော့မှဈေးကြီးတဲ့ကုန်စည်တစ်ခုဖြစ်ပါတယ်။သခင်ယေရှုကကိုရောရဲ့တပည့်တော်များအားစားနဲ့နိုင်ရှိတဲ့အခါမှာသူတို့၏စိတ်ထဲတွေမိကေတို့ပုံရိပ်များပေါ်လာမည်ကိုအတိအကျသိရှိပြီးသားဖြစ်ပါတယ်။သူတို့နိုင်ရှင်ချက်တွေသူတို့၏စိတ်နှလုံးကိုထိမိစေမည်ကိုလည်းသခင်ယေရှုကတည်ခဲ့ပါတယ်။စားကိုအစားအစာအယတ္တပူကောင်းစေရနဲ့တာရှည်ခံအောင်သိမ့်စေရပိုးတွေတိုက်ရနဲ့အနာယောဂပျောက်ကင်းစေရစသဖြင့်နေရအနှံ့၌နေရအနှံ့အပြန်တွေမှာဘာဖြစ်လဲဆိုတော့အသုံးပြုခဲ့ကြတာပဲဖြစ်ပါတယ်။ဤဝိတ္တိတလက္ခဏာများအားလုံးဒီကျွန်တော်တို့ရဲ့ခရိယန်တဦးအနေဖြင့်မိကိတို့ရှင်တန်နေထိုင်ရမည်ကိုပေါ်ပြနေတာပဲဖြစ်ပါတယ်။ကျွန်တော်တို့ဒီကျွန်တော်ပတ်ဝန်းကျင်ကဘာကြီးကိုမာကန်တော့နီလာဖြစ်လွားမှုဖို့လိုအပ်ပါတယ်ကျွန်တော်ပတ်ဝန်းကျင်ရှိလူများကကျွန်တော်တို့စားကဲတို့အရေးအသွေးကောင်းအောင်အသက်ရှင်ပြမှုကအရာအရေးကြီးပါတယ်အဲ့ဒီအသက်ရှင်ပြတဲ့အရာမတရားပြတဲ့အရာကတယောက်မှုကိုခံစားစေဖို့လိုအပ်တာဖြစ်ပါတယ်ဒါကြောင့်ချစ်တော်ညီကိုတို့များဒီလောကမှာလာတာဘုရားကယေရမိမှာပြောတာအမြင့်ဝမ်းကတည်းကတိကိုငါတည်တယ်တဲ့ဒါကြောင့်ကျွန်တော်ဘလို့ဘယ်နေရာပဲရောက်နေပါစေလူအတွက်စားတပွေဖြစ်ဖို့ဘုရားခင်အလိုတော်ရှိတယ်မိမိရှိနေခြင်းကလူအလေလူပေါင်းမှာအမင်္ဂလာစကားပဲဖြစ်စေမယ်ဆိုရင်နှလုံးသားကိုပြုတ်ပြင်ပြီးမှအသက်တာကိုပြုတ်ပြင်ပြီးမှသခင်ရဲ့စကားနောက်ကိုလိုက်ဖို့လိုအပ်တယ်ဘုရားစကားဘုရားနဲ့အတူတွားခြင်းရဲ့အသက်တာကဘာတိမှရွေးဝယ်လို့မရဘူးဖြစ်ပါတယ်ဟာလေလုယာချစ်တော်ညီကိုတို့များဒါကြောင့်ဘုရားခင်ကကျွန်တော်ကိုသူဖန်ဆင်းတယ်သူပုံနဲ့ဖန်ဆင်းတယ်သူပုံတနာနဲ့ဖန်ဆင်းတဲ့တာသမီတွေအရာအားလုံးကကောင်းတယ်လို့ပဲဖန်ဆင်းပြီးတော့မှအခြားအရာမကောင်းတဲ့အရာတစ်ခုပါပေါ်လာတယ်အတွေးခုပေါ်လာတယ်ဒါကြောင့်လောကကိုစိုးစံဖို့နိုင်ဖို့ဆိုရင်ချစ်တော်ညီကိုတို့များကျွန်တော်ဘာနိုင်ဖို့လိုအပ်တယ်မိမိရဲ့အတွေးခုကိုနိုင်ဖို့လိုအပ်တယ်ဖယားတာဖြစ်ခြင်းကိုအမြဲတမ်းစဉ်းစားဖို့လိုအပ်တယ်ကျွန်တော်တို့အတွေးခုကိုတတ်မဲ့ရန်တို့တပါရှိတယ်အဲ့ဒါကကျွန်တော်အတွေးခုပဲဖြစ်ပါတယ်မိမိကိုပဲဖြစ်ပါတယ်တချို့တွေကပြောကောင်းပြောမှာပါလောကကအမောင်နဲ့အလင်းဖြစ်တယ်
ဒုက္ခရှိမှာပါစာတာကလည်းတကူရှိတယ်လေကျွန်တော်ကိုတိုက်ခတ်နေမှာပြောမှာပါဟေးချစ်တော်ညီကိုမများတကယ်ကစာတာမာနဆိုတာကတင်းနဲ့ကျွန်တော်ဖះသားကိုဘာမှလုပ်ခွင့်မရှိတဲ့သူဖြစ်တယ်အရှုံးတမဖြစ်တယ်ယုံကြည်သူသားသမီးတွေရဲ့ခြေပေါ်ဝါအောက်မှာအမြင်အရှုံးနေနေလို့သူဖြစ်တယ်ဒါပေမဲ့သူ့ကိုကျွန်တော်တို့နှုတ်ကပတ်တော်မတိဘဲနဲ့ကျွန်တော်အတွေ့အခေါ်အဖြစ်ကျွန်တော်ရဲ့ဖြစ်ချင်းမှန်ကိုမတိဘဲနဲ့ကျွန်တော်တခင်ယေရှုအားဖြင့်မတ်တရရမှာကိုမတိဘဲနဲ့စာရာကကြီးမြတ်ကြောင်းကိုကျွန်တော်တို့တခါအမှုတင်ပြီးတော့မှလောကကိုအရှုံးတမအနေဖြင့်အသက်ရှင်နေတဲ့လူတွေမြောက်များစွာရှိတယ်ကျွန်တော်ညီကိုတို့မများကျွန်တော်တို့ရဲ့ဖြစ်ချင်းကိုတိပါတခင်ယေရှုခရစ်ကကျွန်တော်အထဲမှာရှိပြီးတော့မှသူ့အားဖြင့်ကျွန်တော်မတ်တရနေတာဖြစ်တဲ့အတွက်တင်းကိုကျွန်တော်ကိုဒီအမောင်ကတခုကိုကြီးလိုက်တာနဲ့လန့်ကုန်မှာဖြစ်ပါတယ်ဒါကြောင့်ဟာလေလုယာယေရှုခရစ်ကိုရရှိတော်သူယေရှုခရစ်ရဲ့တသက်ကိုခံရတော့တသမီးဟာဘယ်တော့မှအဆုံးမရှိဘူးနားလည်နိုင်ကြပါစေကျွန်တော်တို့ရဲ့ယံတော်အကြီးစားယံတော်ဖြစ်တဲ့အတွေ့အကိုလည်းနိုင်ရအောင်ဟာလေလုယာအကြောင်းမို့ကျွန်တော်တို့စားရှိသောနေရာတိုင်းတွေဘာဖြစ်လဲရလကောင်းမြတ်ထွေးပေါ်လာနေတာပဲဖြစ်ပါတယ်ဒီတက်အထောက်အထားဖြစ်အောင်ကျွန်တော်တို့ဒီလိုတက်အထောက်အထားကောင်းဖြစ်ကျွန်တော်တို့လောကမှာကောင်းမှုစွာနဲ့အသက်ရှင်ပြတော့တသမီးဖြစ်အောင်တို့ဘာအာယူအာဖြစ်ရလာအောင်ကြည်စရာကောင်းလာအောင်မင်္ဂလာဖြစ်စေနဲ့တခင်ရဲ့ဂုဏ်ကိုတည်ဆောင်မဲ့တသမီးဖြစ်ကြစို့လို့စားကောင်းတလေဖြစ်ကြစို့လို့အလေးကောင်းတလေဖြစ်ကြစို့လို့အနေငယ်သစ္စမြခွာပေးခြင်းဖြစ်ပါတယ်အားလုံးကိုဘုရားရှင်ထူးမင်္ဂလာတာရွေ့တက်ရောက်ပါစေ You are blessed hallelujah amen ယနေ့အတွက်ဆုတောင်းချက်ကိုတို့ကဆုတောင်းရအောင်အိုးဘုရားသခင်ကျွန်တော်ကိုအေမီကြီးပို့ရစားတပွေအဖြစ်ဖန်ဆင်းပေးတော်မူတဲ့အတွက်ကျေးဇူးတင်ပါတယ် hallelujah ကျွန်တော်အားဖြင့်အရာခတ်သိမ်းကိုလှုပ်ဆောင်နိုင်တော့အခွင့်ကိုပေးသနာတော်မူပါ hallelujah prophet ပြုကျင်ချက်ကိုတို့ကကျင်ရအောင်ငါဒီစားဖြစ်တယ်ငါဒီဖျားနာသူများထံတို့အနာယောဂငြင်းချင်းကိုယူဆောင်ယူလာပြီးအစိတ်အတော့ဖြစ်စေတော့ပတ်ဝန်းကျင်များကိုတန့်စင်စေကငါပတ်ဝန်းကျင်ရှိသူများကောင်းမှုတော့အယတ္တကောင်းကြီးကိုပေးစွမ်းသည်ဟာလေလုယာဘုရားသခင်၌ဘုန်းကြီးပါစေအာမင်နောက်ထပ်လေ့လာရန်ကြံချေကတော့ဗာလဲဆိုတော့မကူအခန်းကြီးကိုအခန်းငယ်90ဖြစ်ပြီးတော့မှ365ရဲ့တမန်ကျမ်းစာဖတ်ရှုခြင်းစိန်ခေါ်မှုယနေ့ကတော့ဘယ်နှစ်ရက်မြောက်ရောက်သွားပြီလဲဆိုတော့238ရက်မြောက်ရောက်သွားပါပြီယနေ့အတွေ့ကြမ်းခြင်းကတုတ်တန်ကျမ်းအခန်းကြီး30အခန်းကြီး31အထိဖြစ်ပါတယ်နောက်ပြီးတော့မှနိကိုအခန်းကြီးနိကိုလည်းဆက်လက်ဖတ်ဖို့လိုအပ်တယ်အလောဘဖျားရှိသူမင်္ဂလာတက်ရောက်ပါစေဟာလေလုယာယေရှုနာမဖြင့်ဆုတောင်းပါကြည့်ပေးပါတယ်အာမင်